စွမ်းအားကြီးမားမြတ်ဗုဒ္ဓဤမျက်လုံးများအကြောင်းတရားဒေသနာတော်ဒီနေ့ညတပတ်သဘင်ခန္ဓာကိုရှင်ဘုန်းတော်သခင်ရှင်တော်မြတ်ဖျားဤမဟာကရုဏာကုံကိုအာယုပြုကာတိကျုဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိအပမိယံကာလံကရွန်တော်တိဒုက္ခရာနိခေရံကတောလောကဟိတယာနာထောနမောမကာရုဏိကတတတယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကဘာအရေအတွက်သင်္ချာတို့ဖြင့်တော်လဲအဘေမယံရေအတွက်တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလံလေးအသင်ချေသိနေကဘာရှိကြသောကာလပတ်လုံးလောကဣတယတတ္တလောကဤအကျိုးစီးပွားအလို့ငါအတိဒုက္ခရာနိဥ္စာအသက်ချေလက်အင်္ဂါမေတ္တာကြည်မာသမိတာနှင့်တထာဇနီစွန်ញင်းကြီးဟုကျတိထဝေငါးသွဲအစုအလွန်ခဲရင်တော်မူတို့ကိုကရွန်တော်ဘုရားဖြစ်ရန်ဤတန်ကြိုးကုပ်အာထုတော်မူရသည်ဖြစ်ပြီးခေရန်လက်ချေမျက်လုံးအသက်ဆုံးလျက်နှလုံးစိတ်ဝံကိုရောဤပေမှန်ခြင်းတို့ကတောဘဝတဏ္ဏကျိန်ဖန်များစွာရောက်တော်မူခဲ့ရရှာလေပြီမဟာကရုဏီကတတတ္တဝါများရင်ဝဲသားကဲ့သို့တနာချစ်ခင်မှာကရုဏာရှင်ဖြစ်တော်မူသောတသနာတသဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားလမောယုတိပြောင်းပြောင်းမှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းစွမ်းအားကြီးမားမြတ်ဗုဒ္ဓဤမျက်လုံးများဘုရားဘာသာဝင်သူတော်စင်တွေကြီးညိုကိုးကွယ်အားထားကြတဲ့မြတ်ဗုဒ္ဓရဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ဒီကနေ့ညမှတ်သားနိုင်ယူကြရအောင်မြတ်စွာဘုရားကိုဂုဏ်ပြုတဲ့စကားလုံးတွေထဲမှာစက္ခုမာမျက်လုံးအမြင်ရှိတော်မူသောမြတ်စွာဘုရားလို့ဒီဂုဏ်ဘုတ်တစ်ခုပါတယ်အဲ့တော့တမန်အဖြစ်ကြည့်မယ်ဆိုမျက်စိဆိုတာလူတိုင်းရှိတာပဲဘာဂုဏ်ပြုစရာလိုသလဲလို့ဆိုတွေ့တော့ကောင်းတွေ့တော့မိကြလေလူတိုင်းဟာမျက်စိနှလုံးရှိကြတာမွေးရပါမျက်စိရှိနေကြအဲ့တော့မြတ်စွာဘုရားကိုစက္ခုမာလို့ဆိုတဲ့ဂုဏ်တုဝိသေသနဲ့ဂုဏ်ပြုပြီးတော့ဆိုရလောက်အောင်ဘာတွေများထူးခြားလို့လဲလို့မေးစရာရှိတယ်အဲ့တော့ဒီစက္ခုမာဆိုတဲ့စကားလုံးလေးကစက္ခုနိအတ္တအဋ္ဌိတိစက္ခုမာမြတ်စွာဘုရားဟာမျက်လုံးတော်များရှိတယ်မျက်လုံးတော်များရှိတယ်ထူးခြားတဲ့မျက်လုံးတွေရှိတယ်လို့ဒီလိုဆိုလို့အဲထူးခြားတဲ့မျက်လုံးဆိုတော့မြတ်စွာဘုရားကိုဒီစက္ခုမာဆိုတဲ့ခုံဘုတ်နဲ့ပတ်သက်ပြီးတော့ဖွင့်ဆိုထားတဲ့ကျမ်းစာတွေထဲမှာမြတ်စွာဘုရားဟာမျက်စိ၅မျိုးရှိတယ်တာမန်လူတွေကတော့မွေးရပါမျက်စိနှလုံးမြတ်စွာဘုရားမှာမွေးရပါမျက်စိနှလုံးအပြင်အလုံးစုစုပေါင်းလိုက်ရင်မြတ်စွာဘုရားမှာမျက်လုံးတော်သို့မဟုတ်မျက်လုံး၅မျိုးရှိတယ်လို့ဒီလိုဆိုတာဒါကြောင့်မို့စက္ခုမာဆိုတဲ့ပုဂ္ဂိုလ်ဖွင့်တဲ့အခါကျတော့ပင်စဟိစက္ခုဟိစက္ခုမာတာမန်ပုဂ္ဂိုလ်တွေနဲ့မတူဘဲနဲ့ထူးခြားတဲ့မျက်လုံးတွေရှိတယ်၅မျိုးရှိတယ်လို့ဆိုအဲ့တော့ဘုရားမှာရှိတဲ့မျက်လုံး၅မျိုးကိုရှင်းဥစွာမှတ်ဖို့လိုတယ်ပေါ့ဘာလို့လဲဆိုတော့
ဘုန်းကြီးတို့တွေမြတ်စွာဘုရားရဲ့ဂုဏ်ကျေးဇူးတွေကြောင့်အကောင်းနဲ့အဆိုးအကြောင်းနဲ့အကျိုးခွဲခြားသိခွင့်ရကြတယ်လုံးတင်တာနဲ့မလုံးတင်တာတွေခွဲခြားသိခွင့်ရကြတယ်ကုသိုလ်အကုသိုလ်ခွဲခြားသိခွင့်ရကြတယ်အပြစ်ရှိတဲ့အလုပ်အပြစ်မရှိတဲ့အလုပ်တွေခွဲခြားသိကြရတယ်အဲ့ဒီဂုဏ်ကျေးဇူးတွေကိုအာယုံပြုပြီးတော့မြတ်စွာဘုရားဟာဒုရတွေကိုလူခွဲခြားဟောကြားနိုင်တာဟာတာမန်ပုဂ္ဂိုလ်တွေနဲ့မတူတဲ့ထူးခြားတဲ့မျက်လုံးပိုင်ရှင်ဖြစ်လို့ပဲလို့အဲ့တော့မြန်မာစာပေတွေထဲမှာလည်းပါဠိနဲ့ဆက်သွယ်ပြီးတော့စက္ခုမှာမျက်စိ၅ပါးနဲ့ပြည့်စုံတော်မူသောမြတ်စွာဘုရားဆိုတာကြားဖို့ကြလိမ့်မယ်စာပေထဲမှာမြတ်စွာဘုရားကိုစက္ခုဘူတော်ညာနာဘူတော်ဆိုတဲ့စကားလုံးတွေနဲ့လည်းဂုဏ်ပြုတာရှိတယ်စက္ခုဘူတော်လောကလူတွေရဲ့မျက်လုံးတစ်ဖွဲဖြစ်တယ်ဆိုတဲ့အဓိပ္ပာယ်ညာနာဘူတော်အသိဉာဏ်တစ်ဖွဲဖြစ်တယ်မျက်စိဆိုတာမြင်စရာတွေကိုမြင်နိုင်တဲ့စွမ်းရည်တတ္တိရှိတယ်ပေါ့အဲ့တော့မြတ်စွာဘုရားမှာရှိတဲ့မျက်လုံး၅မျိုးဆိုတာဘာလဲလို့နံပါတ်1ကမန္တစက္ခုတဲ့တာမန်လူတိုင်းရှိတဲ့မျက်လုံးမျိုးကိုမန္တစက္ခုမန္တဆိုတာအသားဆိုင်ပေါ့မွေးရပါအသားဆိုင်မျက်လုံးရှိတယ်မွေးရပါမျက်လုံးအဲ့ဒါကိုမန္တစက္ခုလို့ခေါ်တယ်ပဂတိမျက်လုံးပေါ့ပြောမယ်ဆိုရင်ပဂတိစက္ခုပေါ့သို့တော်စာပေကျမ်းကမှာမန္တစက္ခုလို့သုံးတယ်မန္တစက္ခုရိုးရပဂတိမျက်လုံးရှိတယ်နံပါတ်2ကဘာလို့ဆိုဒိဗ္ဗစက္ခုဒိဗ္ဗစက္ခုဆိုတာ divine eye လို့ divine eye ဆိုပြီးတော့နတ်မျက်စိလို့ထူးခြားတဲ့အဘိညာဉ်ဉာဏ်မျက်စိတစ်မျိုးလည်းရှိတယ်ဘလောက်ဝေးတဲ့နေရာပဲဖြစ်ဖြစ်မြင်နိုင်စွမ်းရှိတယ်ကွဲနေတဲ့အရာတောင်ကြီးကွဲနေတဲ့အရာကိုလည်းထွန်းဖောက်ပြီးတော့မြင်နိုင်စွမ်းရှိတယ်အဲ့ဒါတော့သမထကျင့်စဉ်တစ်ခုကိုကျင့်ပြီးတော့စတုထဇန်ထိအောင်ဇန်ရပြီးတဲ့နောက်မှာအဘိညာဉ်စွမ်းအားရရှိထားတဲ့ပုဂ္ဂိုလ်တွေမြတ်စွာဘုရားသာရှိတာမဟုတ်ဘူးမြတ်စွာဘုရားရဲ့ဤစနစ်ကိုမှတ်သားပြီးတော့အဘိညာဉ်ရတဲ့ပုဂ္ဂိုလ်တွေဟာလည်းပဲဒိဗ္ဗစက္ခုဆိုတာရှိတယ်ပေါ့မြတ်စွာဘုရားရဲ့ညီတော်တစ်ပါးဖြစ်တဲ့ရှင်အနုရုဒ္ဓမထေရမြတ်ဒိဗ္ဗစက္ခုအရာမှာဣတရေဘွယ်သူနဲ့ချီးကျူးမြောက်စားခြင်းခံတပြိုင်နဲ့တထိုင်နဲ့စัจ java လာတစ်ထောင်ကိုဒိဗ္ဗစက္ခုနဲ့ကြည့်နိုင်တယ်စัจ java လာတစ်ထောင်ဆိုတာဟာစัจ java လာတစ်ခုမှာနော်မြေမုတ်တောင်တစ်ခုကိုခြံရမ်းနေတဲ့ခုခေတ်နဲ့အလွယ်တကူပြောမယ်ဆိုရင်ကဘာဂျိုကြီးတစ်ခုပေါ့အဲ့ဒါလို့ကဘာဂျိုကြီးပေါင်း1000ကိုကြည့်နိုင်တယ်လို့ဆိုလို့မြေမုတ်တောင်ရဲ့နတ်ပြည်6ထပ်ရဲ့လူပြည်ရဲ့ဆိုတဲ့သမုဒ္ဒရာ၄စင်းနဲ့ကျွန်းကြီး၄ကျွန်းဆိုတာတွေအပါဝင်အဲ့ဒီလိုဟာကိုစัจ java လာတစ်ခုအနေနဲ့သတ်မှတ်ပြီးတော့ဖွဲ့ထားတယ်စัจ java လာပေါင်း1000ကိုတပြိုင်နဲ့ကြည့်နိုင်တဲ့မျက်စိအဲ့ဒါကိုဒိဗ္ဗစက္ခုလို့ခေါ်တယ်ပေါ့နောက်တစ်ခုကနံပါတ်3ကပညာစက္ခုတယ်မြတ်စွာဘုရားမှာထက်မြက်တဲ့စူးရှားတဲ့အသိဉာဏ်ပညာရှိတယ်အဲ့ဒီအသိဉာဏ်ပညာဟာလည်းပဲမျက်လုံးတစ်ဖွဲ့ဖြစ်သောကြောင့်ပညာစက္ခုလို့နံပါတ်3မျက်စိဟာလည်းရှိတယ်နံပါတ်4ကျတော့ဗုဒ္ဓစက္ခုဗုဒ္ဓစက္ခုဆိုတာမြတ်စွာဘုရားမှာသာရှိနိုင်တဲ့ဉာဏ်ကိုဗုဒ္ဓစက္ခုလို့ခေါ်တယ်အဲ့ဗုဒ္ဓစက္ခုဆိုတာတရားရည်ရဲ့အတွင်းစရိုက်တွေကိုနှိုက်နှိုက်ချွတ်ချွတ်သိနိုင်တဲ့အသိဉာဏ်ဆိုတော့လူတယောက်ဟာပေါ်ရန်ကြည့်လိုက်မယ်ဆိုရင်လူဆိုးလူကောင်းသိချင်မှသိမယ်သူ့စိတ်ထဲမှာဖြစ်ပေါ်နေတဲ့အခြေအနေတွေကိုမြတ်စွာဘုရားကလူကြည့်တာနဲ့ပဲစိတ်တွေကိုတပြိုင်နဲ့လူတယောက်ရဲ့စိတ်16မျိုးခွဲခြားပြီးတော့သိနိုင်တယ်လို့ဒီလိုဆိုလိုတာပေါ့အဲ့ဒီလူတွေရဲ့စိတ်ထဲမှာဖြစ်ပေါ်နေတဲ့အခြေအနေရရသူ့ရဲ့ဇယိုက်ဝါဒနာအလေးအလာတွေကိုအားလုံးလူတွေမမြင်နိုင်တဲ့အရာတခုကိုခွဲခြားသိမြင်နိုင်တဲ့စွမ်းရည်တတ္တိရှိတဲ့ဗုဒ္ဓစက္ခု
အာတယနုတယဉာဏ်နဲ့အိန္ဒြိယပရောပရိယတိဉာဏ်လို့ခေါ်တယ်အဲ့ဒီဗုဒ္ဓစကုနဲ့ကြည်ပြီးတော့မှမြတ်စွာဘုရားတရားတွေကိုတရားဟောတာဒါကြောင့်မို့ဘုရားဟောသမျှတရားဟာလူတိုင်းရဲ့နှလုံးသားကိုထိလို့ဟတ်ထိတယ်လို့ပြောတာပေါ့နော်နှလုံးသားတွေကိုရောက်သွားမြတ်စွာဘုရားဟောလိုက်တဲ့တရားလူတိုင်းဟာသဘောပေါက်နားလဲတော့ဘုန်းကြီးတို့တွေဟောတာလူတိုင်းရောက်ဖို့ရမလွယ်ဘူးဘုရားဟောတဲ့တရားကိုဟောလို့သာဒီလောက်ဖြစ်တာကိုယ့်အကိုဆိုရင်ဘယ်ရမလဲဘာနဲ့ဥပမာတူတော့ဆိုရင်ခဲလုံးလေးတွေကောက်ပြီးလူအုပ်ကြီးတဲ့ကျဲလိုက်လို့ရှိရင်တော့အဲ့ဒါတယောက်တလေတော့မှတ်မှာပေါ့အဲ့ဒါတော့ပဲရမယ်နော်မြတ်စွာဘုရားကတော့ပိဋကမြောင်များစွာရဲ့စိတ်နှလုံးတွေကိုသိပြီးတော့သူ့လည်းထိဆိုပြီးတော့ရှိသမျှပိဋကတွေကိုနှလုံးသားရောက်ပေါအောင်ဟောနိုင်တဲ့စွမ်းရည်တတိရှိဒါကိုဘုရားစက္ခုလို့ခေါ်တာပေါ့နော်အဲ့ဒါလို့နောက်တစ်ခုကတော့တမန္တစက္ခုတမန္တဆိုတာပဝန်းကျင်အားလုံးကိုအခြေအနေရအားလုံးကိုသိနိုင်မြင်နိုင်တယ်မမြင်နိုင်တဲ့အရာဆိုတော့တစ်ခုမှမရှိဘူးတဝိจิตဉာဏ်တော်ကြီးကိုတမန္တစက္ခုလို့ခေါ်တယ်အဲ့တော့မြတ်စွာဘုရားမှာထူးခြားတဲ့မျက်လုံး၅မျိုးရှိတယ်အဲ့ဒါကိုဒီကနေ့မှာမန္တစက္ခုအကြောင်းလေးတစ်ခုပဲဟောပြီးတော့နောက်ရက်ကျမှကျန်တာတွေကိုဆက်ဟောမှာတရားတည်းနဲ့မပြီးဘူး9ရက်လောက်ဟောရင်မှပို့ပြီးတော့ပြည့်စုံမှာပေါ့နော်ခုဒီကနေ့တော့မြတ်စွာဘုရားရဲ့မန္တစက္ခုအကြောင်းလေးကိုဟောပြောငါကတော့လည်းဒီမန္တစက္ခုနဲ့ပတ်သက်ပြီးတော့လည်းမဟောပြောဘူးစာပေကျမ်းဂန်ထဲမှာလည်းတော်တော်များများဒါတွေမပါဘူးဒီမန္တစက္ခုအကြောင်းကိုပြည့်ဝရေးထားတဲ့ကျမ်းကတော့သုလနေရိတာမဟာနေရိတာလို့ခေါ်တယ်တကယ်တိမ်မြုပ်နေတဲ့ကျမ်းစာတွေထဲမှာရှိတယ်နော်ခေါရကနိကေလို့ဆိုတဲ့နိကေထဲမှာပါဝင်သုလနေရိတာမဟာနေရိတာအဲ့ဒီကျမ်းထဲမှာထူးထူးခြားခြားတွေ့ရတယ်ပိဋကတ်တော်ပိဋကတ်သုံးပုံနဲ့ပဲဒီပြင်သုတ်တန်နေမှာတရားသိမ့်မပါအဲ့ဒီတနေရာမှာပါတယ်အဲ့ဒီကျမ်းစာနှစ်ဆောင်ကတော်တော်ထူးခြားတယ်သုတ္တနိဗ္ဗာန်ပါဠိတော်မှာလာတဲ့အထက်ကထာတွေကိုဖွင့်ဆိုတဲ့ကျမ်းတွေပဲသူကရှေးအကြဆုံးအထက်ကထာလို့လည်းပြောလို့ရတယ်သို့တော့ပါဠိတော်စင်ထဲမှာရှိတယ်ပေါ့အဲ့ဒီထဲမှာစက္ခုမာဆိုတဲ့ပုဒ်ကိုဖွင့်ပြီးတော့မန္တစက္ခုကနေစပြီးစက္ခုတွေရဲ့အကြောင်းမြတ်စွာဘုရားရဲ့စွမ်းအားကြီးမားမျက်လုံးများအကြောင်းကိုရှင်းရှင်းကြီးဖွင့်ဆိုထားတာတော်ထူးထူးခြားခြားဖွင့်ဆိုထားတာရှိတယ်ပေါ့အဲ့ဒီနှစ်ကျမ်းရဲ့အဆိုမိတ်တွေကတချို့နေရာမှာတော်တော်ကိုထူးခြားတာပါဥပမာတစ်ခုပြောရမယ်ဆိုလို့ရှိရင်ကုတ်ကုတ်ဆဆိုတဲ့စေတသိက်တစ်ခုနဲ့အဘိဓမ္မာကျမ်းဂန်တွေမှာရေးထားရှိတဲ့ကုတ်ကုတ်ဆဆိုတာနောင်တပူပန်တယ်ဆိုတဲ့သဘောနောင်တပူပန်တယ်ဆိုတဲ့ကုတ်ကုတ်ဆနဲ့ပတ်သက်ပြီးတော့အဘိဓမ္မာထက္ကရာတွေမှာပါရေးတော့ဆိုကတာကတနုသောစနာတဲ့လုံမိတာအတွက်ပူလောင်ခြင်းနဲ့မလုံမိတာအတွက်ပူလောင်ခြင်းလို့နှစ်မျိုးပဲဖွင့်ဘယ်ကျမ်းပဲဖြစ်ဖြစ်နှစ်ခုတည်းပဲပြနော်လုံမိတာနဲ့မလုံမိတာလုံမိတာကဘာတော့ဆိုမကောင်းတဲ့ဒုစရိုက်တွေလုံမိတာမကောင်းတာလုံမိလို့ရှိရင်လည်းစိတ်ပူရမလုံမိတာအတွက်ပူတယ်ဆိုတာဘာတော့ကုသိုလ်ကောင်းမှုလုံးတဲ့တဲ့နဲ့မလုံမိလို့ရှိရင်လည်းစိတ်ပူရလူတွေမှာနှစ်ခုစလုံးပူစေတတ်တာအကြီးပဲနော်မလုံတဲ့နာကိုလုံမိရင်လည်းစိတ်ပူเสียကောင်းတယ်ဒုက္ခရောက်တယ်လုံတဲ့နာကိုမလုံမိဘူးဆိုလို့ရှိရင်လည်းစိတ်ပူเสียကောင်းတယ်အဲ့ဒီနှစ်ခုစလုံးအတွက်နောင်တသောကဖြစ်တတ်တယ်ဆိုတဲ့အဲ့ဒီနှမျိုးကိုသာဖွင့်တယ်သို့တော့အခုပြောတဲ့သုလနေရိတာမဟာနေရိတာပါဠိကြတော့တတ္တိယအမျိုးအစားတစ်ခုကိုထည့်ပြီးပြောထားတယ်ဘယ်နေရာမှဒါသိမရှိဘူးနော်အလွန်ရှားပါလဲလို့ဆိုရင်လုံရတန်းနဲ့မဖြစ်ဘူးဆိုတဲ့ပုံမှာလဲစိတ်ပူတာဟောဒီတစ်ခုထည့်တယ်
အဲ့ဒါဘာနဲ့သွားကိုက်ညီတုံးလို့ဆိုရှင်အနုရုဒ္ဓတုတ်မှာအနုရုဒ္ဓတုတ်မှာရှင်အနုရုဒ္ဓကရှင်သာရိပုတ္တရာကိုလျှောက်တယ်ရှင်ဘုရားတဲ့တပည့်တော်ဟာစัจ java လာ1000ကိုဒိဗ္ဗစက္ခုနဲ့ကြည့်နိုင်တယ်တဲ့ကပ္ပဋ္ဌာန်းတရားလဲကြိုးစားအထုတ်လို့တတိတွေဝီရိယတွေဉာဏ်ပညာတွေလည်းအဆင်ပြေတယ်တဲ့ဒါပေမဲ့လို့တပည့်တော်ခဏိအထိကိလေသာအာသဝကုန်တဲ့အဆင့်မရောက်သေးဘူးဒီစကားကိုလျှောက်တော့ရှင်သာရိပုတ္တရာကဘာပြောတော့ဆိုငါရှင်နိရောဓတဲ့စัจ java လာ1000ကိုဒိဗ္ဗစက္ခုနဲ့ကြည်နိုင်တယ်လို့ဒီတွေးနေတာဟာတဲ့စိတ်ပြန့်လွင်နေခြင်းပဲဖြစ်တယ်ဥဒိစ္စလို့ခေါ်စိတ်ပြန့်နေတာတဲ့ကိုရောဒါတွေတွေးမနေနဲ့မတွေးနဲ့နော်ဟောကြည်နိုင်တယ်ဟောလေစัจ java လာ1000ကိုဒိဗ္ဗစက္ခုနဲ့ကြည်နိုင်တယ်လို့ကိုရောထင်နေတာဒါမာနလို့ခေါ်တယ်တဲ့ကိုရောကိုယ့်ကိုအထင်ကြီးနေတဲ့သဘောပဲတဲ့အဲ့ဒါကိုမတွေးပါနဲ့ငါမှာတတိတွေလည်းကောင်းတယ်ကြိုးစားလည်းအားထုတ်တယ်ဝီရိယတွေလည်းရှိတယ်ပညာတွေလည်းရှိတယ်အဲ့ဒါလို့ကိုယ်တော်တွေးနေတာဥဒိစ္စစိတ်ပြန့်လွင့်နေတာပဲဖြစ်တယ်တဲ့အဲ့ဒါလည်းမတွေးနဲ့တဲ့ဘာဖြစ်လို့များကိလေသာအာသဝတွေကမကုံရတာလဲလို့ဒီလိုတွေးတာကိုယ်ကိုယ်စာဖြစ်နေတယ်ဟောလွတ်ရတဲ့နဲ့မဖြစ်တာဒီမှာရှင်သာရိပုတ္တရာထောက်ပြတဲ့သဘောကိုအခုဒီသုလနေဒေတာတို့မဟာနေဒေတာတို့ကျမ်းထဲမှာထည့်ရေးထားတော့တော်တော်ထူးခြားတယ်လို့ပြောအခုလည်းပဲမြတ်စွာဘုရားရဲ့မျက်လုံးတွေနဲ့ပတ်သက်ပြီးတော့ဒီမဟာနေဒေတာသုလနေဒေတာကျမ်းမှာရေးထားတာမန္တစက္ခုဆိုတဲ့ဒီပဂရိလူသားတွေရရှိတဲ့မျက်လုံးနဲ့ပတ်သက်ပြီးတော့ရေးသားထားချက်ကိုမှတ်သားနိုင်ယူကြည့်အောင်တခြားမှာဒါနဲ့ပတ်သက်ပြီးရေးထားတာမရှိသလောက်ပဲနော်ရှားမတွေ့ဘူးအဲ့တော့ကောင်းပြီမြတ်စွာဘုရားရဲ့စွမ်းအားကြီးမှမြတ်စွာဘုရားရဲ့မျက်လုံးများဆိုတဲ့အထင်ပဲဒီ၅မျိုးရှိတဲ့အထင်ပဲအဲ့ဒီ၅မျိုးတည်းကပဂတိလူသားတွေရနိုင်တယ်မန္တစက္ခုလို့ဆိုတဲ့ပဂတိမျက်လုံးပေါ့နော်အမေမွေးတုန်းကလေးကပါလာတဲ့မျက်လုံးအဲ့ဒီမြတ်စွာဘုရားလူတွေရရှိတဲ့ပဂတိမျက်လုံးရဲ့စွမ်းအားတတ္တိကဘလောက်ကြီးမားလဲဟောတမန်အပြည့်ကြည့်မယ်ဆိုရင်လေဘုရားလည်းဒီမျက်လုံးပဲရှိမှလို့ထင်တာပဲနော်ထင်ကြမှာရွှေတော်မြို့လားမြတ်စွာဘုရားတောင်မျက်မှန်တက်လှူထားတာရှိသေးတယ်ဘုရားမျက်စိမှုံနေတယ်လို့ဖြစ်နော်အဲ့တော့ရွှေမျက်မှန်ဘုရားဆိုပြီးတော့ရှိတယ်လေဘုရားကိုမျက်မှန်လှူထားတာရှိတယ်ကုသိုလ်ရခြင်းလို့လှူတာလည်းဖြစ်မှာပေါ့နော်သို့တော့လူငယ်လူရွယ်တွေကထင်ကောင်းထင်လိမ့်မယ်မြတ်စွာဘုရားလည်းမျက်စိမှုံနေပြီနဲ့တူတယ်လို့အဲ့တော့မြတ်စွာဘုရားရဲ့ပဂတိမန္တစက္ခုဆိုတာဘယ်လိုအခြေအနေရှိသလဲဆိုတာကိုဒီစာပေမှာရေးထားတာမြတ်စွာဘုရားရဲ့မန္တစက္ခုမှာတဲ့တေချာလိလာစစ်ဆေးပြီးကြည့်လို့ရှိရင်အယောင်၅မျိုးတွေ့နိုင်တယ်အဆင်းအယောင်၅မျိုးရှိတယ်တဲ့နော်အဆင်းအယောင်၅မျိုးရှိတယ်၅မျိုးကဘာလို့ဆိုရင်အညိုရောင်လည်းတွေ့မယ်တဲ့နော်အဝါရောင်လည်းတွေ့နိုင်တယ်အနီရောင်လည်းတွေ့နိုင်တယ်အနက်ရောင်လည်းတွေ့မယ်အဖြူရောင်လည်းတွေ့မယ်ဒါတမန်မျက်လုံးတွေကြည့်လိုက်ပေါ့ဘုန်းကြီးတို့အာရှနိုင်ငံသားတွေရဲ့မျက်လုံးကမျက်နှာဝန်းဆိုပြီးတော့အနက်ရောင်ရှိတယ်လေလူတွေမှာလည်းအနက်ရှိတာဥရောပမျက်လုံးတွေကတော့အပြာကြီးတွေတချို့ကနီးကြောင်ကြောင်ရှိသေးတာအဲ့တော့မြတ်စွာဘုရားမျက်လုံးကတော့အဲ့လိုနီးကြောင်ကြောင်နဲ့လည်းမပါဘူးဟောနီးကြောင်ကြောင်လည်းမဟုတ်ဘူးအပြာရောင်လည်းမဟုတ်ဘူး blue eye မဟုတ်ဘူးပေါ့မြတ်စွာဘုရားရဲ့မျက်နှာဝန်းကနဲ့ရောင်အနက်ရောင်အဲ့ဒီမျက်နှာဝန်းရဲ့ပတ်ဝန်းကျင်ကိုကြည့်လိုက်လို့ရှိရင်လူတွေမှာလည်းပဲဖွေးစွန်နေတဲ့မျက်လုံးရှိတယ်နော်အဲ့တော့အဖြူရောင်ရှိတယ်အနက်ရောင်အနက်ပြီးတော့အဖြူပြီးတော့မျက်ခမ်းလေးတွေ
မျက်သားလေးတွေလူတွေမှာမျက်ခွန်လေးတွေအတွင်းထဲကကြည့်လိုက်မယ်ဆိုရဲအနီးရောက်နော်အနီးရောက်အဲ့ဒီထဲမှာမျက်လွှာကိုအုပ်ထားတဲ့အပေါ်ကမျက်နှာခမ်းသားလေးတွေကြတော့အဝါရောင်နောက်ပြီးတော့ဒီမျက်တောင်မွေးလေးတွေဟာအညိုရောင်တို့ဒီလိုလာသေးတာပေါ့နော်အဲ့ဒါလို့မြတ်စွာဘုရားရဲ့မျက်နှာတော်ဟာမျက်လုံးတော်ဟာခုခေတ်လူတွေကတော့အတုခိုးကြသလားမသိဘူးမျက်လုံးကိုဆေးချယ်ကြတယ်လေအပေါ်ကနေပြီးတော့အညိုကွင်းလေးဖြစ်အောင်လဲချယ်တယ်အမျိုးကိုစုံတယ်မျက်လုံးတောင်ဆေးထည့်တယ်ထမဟဲ့ကြည့်ရတာဒါကတော့မြတ်စွာဘုရားဆေးထည့်ထားတာမဟုတ်ဘူးသူတဘာဝကွာအဲ့ဒီလိုလှလှပပတဘာဝကဖန်တီးပေးထားတာနော်အယောင်၅မျိုးရှိတယ်တဲ့မြတ်စွာဘုရားရဲ့မျက်လုံးမှာအဲ့ဒီမှာအယောင်၅မျိုးကိုတစ်ခုစီရှင်းပြီးတော့ပြတဲ့အခါဟောရှင်းပြီးတော့ပြတဲ့အခါမျက်တောင်မွှေးလေးတွေကိုကြည့်လိုက်တဲ့မြတ်စွာဘုရားမျက်တောင်မွှေးလေးတွေဟာတဲ့မဲမှောင်နေတဲ့အနက်မဟုတ်ဘူးတဲ့အညိုရောင်အညိုရောင်မှတော်တော်ကိုညိုတာညိုတယ်ဆိုတာကိုအင်္ဂလိပ်လိုကြတော့နီလကိုအမြဲတမ်းသူကဘလူးလိုပဲပြန်တယ်ဘလူးဆိုတာအပြာရောင်ပဲနော်အပြာရောင်ဆိုတော့မှောင်နေတဲ့အနက်မျိုးမဟုတ်ဘူးပြာနှမ်းနှမ်းအနက်မျိုးဒီလိုဆိုလို့ရပေါ့နော်အခုခေတ်လူတွေကသပင်ဆိုးထားတဲ့အခါမှောင်နေတာပဲနဲ့နေအောင်ဆိုးတာမိသွေးကဲရောင်ဖြစ်အခုခေတ်တော့မပြောနဲ့တော့သပင်တောင်အမျိုးမျိုးပြောင်းလို့ရတယ်ဆေးဆိုးလို့ကတော့ဟုတ်ပြီကြအဖြူကသာတဘာဝပဲအဲ့ဒါမဆိုးဘဲနဲ့ရောက်လာတာအဖြူပဲရှိတယ်ကျန်တာတွေကတော့ဆိုးကြတယ်အဲ့တော့မျက်တောင်မွှေးလေးတွေကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်မျက်တောင်မွှေးလေးတွေဟာနည်းနည်းအပြာရောင်တန်းနေတဲ့အညိုရောင်လေးတွေရှိတယ်တဲ့အလွန်လှပတယ်ကြည်ညိုဝယ်ရှိရဲ့သေးသေးချာချာကြည့်လို့ကောင်းလေဓာတ္တနေယဥမာပုပ္ဖသမဏံအောင်မဲညိုပွင့်နဲ့အလားသဏ္ဍာန်တူတယ်အောင်မဲညိုဆိုတဲ့အပွင့်ကိုမြင်ဘူးတဲ့လူလည်းရှိမယ်မမြင်ဘူးတဲ့လူလည်းရှိမယ်ဘုန်းကြီးတို့အရာခေါ်နဲ့ပြောမယ်ဆိုရင်အောင်မဲညိုဆိုတာခြုံနေနွယ်တွေပေါ်မှာပေါက်တတ်တဲ့နွယ်ပင်မျိုးပဲအဲ့ဒီနွယ်ပင်ကအပွင့်လေးကပြာနှမ်းနှမ်းလေးပဲအပြာရောင်လေးတွေအောင်မဲညိုဆိုတာရှိတယ်အဲ့ဒီနာမည်နဲ့ဒီဟာမှန်တယ်ဆိုရင်တော့လေအဲ့ဒီအယောင်ပဲပေါ့အပြာရင်းရောင်လေးနော်အောင်မဲညိုဆိုတာအပြာရင်းရောင်အဲ့တော့မြတ်စွာဘုရားရဲ့မျက်တောင်မွှေးတော်တွေဟာအပြာရင်းရောင်လို့ဒီလိုဆိုလို့ရပေါ့အဗ္ဗဓမ္မကြည့်လို့ရှုလို့တပ်ပဲတယ်တဲ့အမတ္တမလှတယ်ပေါ့နောက်တစ်ခါအဲ့ဒီကနေပြီးတော့မျက်တောင်မွှေးပေါက်တဲ့မျက်ခမ်းလေးတွေကြည့်လိုက်တဲ့အခါကျတော့ရွှေရောင်ကွတ်ထားသလိုအသားလေးတွေကအဝါရောင်လေးတွေနော်အတုလုပ်ပြီးတော့ခြယ်ခြင်းလဲခြယ်ပြီးတော့အဲ့ဒါဟောမျက်ခမ်းလေးတွေကို तू ကအဲ့ဒါအဝါရောင်လေးကွတ်ထားအဝါရောင်လေးဆိုတော့အဲ့ဒါလည်းပဲအလုံးကိုဝါပြီးတော့အလုံးကိုလှတယ်တဲ့ရွှေရောင်ပဲတဲ့ကြည့်လိုက်လို့ရှင်တကယ်ကိုရွှေသားလေးနဲ့နှခမ်းကွတ်ထားသလိုဘာနဲ့ဥပမာတူတော့ဆိုလို့ရှင်မဟာလေကားပန်းလို့ပြောတယ်ဝါနုရောင်လေးမဟာလေကားပန်းဆိုတာတော့လူတိုင်းမြင်ဘူးချင်မှမြင်ဘူးမှာပေါ့ငုပန်းဝါလေးတွေလို့ဖြစ်ပါလိမ့်မယ်တပည့်နော်ငုပန်းလို့ဖြစ်လေဝိရွှေဝါပတောက်တို့ဝိရွှေဝါတို့လို့ဝါရွှေရောင်ဝါလေးတွေအဲ့ဒါလို့မြတ်စွာဘုရားရဲ့မျက်လုံးတော်မှာတွေ့ရမယ်တဲ့တခါမျက်ထောင်နှစ်ခုကိုကြည့်လိုက်မယ်ဟိုဘက်တောင်ဒီဘက်တောင်လေးတွေမျက်သားရှိတဲ့မျက်ထောင်လေးတွေကိုကြည့်လိုက်မယ်ဆိုရင်မြတ်စွာဘုရားရဲ့မျက်ထောင်လေးတွေဟာနီးရဲနေတာပဲတဲ့ဟိုဘက်ဒီဘက်မျက်လုံးလေးတွေနီးရဲနေတာမျက်တွင်းထဲကမျက်ထောင်လေးတွေဟာနီးရဲနေတယ်အလွန်ကိုနီးရဲပြီးတော့အလွန်လှပကြက်တည်ရှိကြည့်လို့ရှိလို့မဝဘူးဘာနဲ့ဥပမာတူတော့ဆိုပိုးပရံမိုးကြတဲ့အချိန်မှာထွက်လာတဲ့ပိုးပရံကောင်လေးတွေရှိတယ်အဲ့ဒီကောင်လေးတွေကကြည့်ရဂရိဘာအနီရောင်လေးတွေပဲသူကရဲမဲ့တချို့ရက်တွေတော့မိုးဦးကြဆိုထွက်လာတတ်တယ်ပေါ့နေရာတိုင်းဒေသတိုင်းတော့ရှိပြီရှိချင်မှရှိမြတ်တာ
စကိုင်းတောင်မှာတော့ရှိတယ်မိုးရွာလို့ရှိရင်အဲ့ဒီကောင်လေးတွေကဂရီပါလေးအတိုင်းပဲလက်သေးကောင်လောက်ပဲရှိတယ်ထွက်လာပြီးမိုးကြဆိုလို့ရှိရင်ဂရီပါလေးတွေနဲ့တူတာကင်လိုက်ရင်လည်းနုနုလေးရဲ့အဲ့ပိုးကောင်လေးနော်အဲ့ဒါကိုအိန္ဒခောပကလို့ဒီလိုခေါ်တယ်ပိုးပရံလေးတွေဟိုပိုးပရံမျိုးမိကိုတိုးနဲ့မဆိုင်ဘူးနော်နောက်တစ်ခုကတော့ဘာလဲလို့ဆိုရင်မြတ်စွာဘုရားရဲ့မျက်လုံးအလဲကောင်းမျက်လုံးအလဲကောင်းခုနပြောတယ်မျက်နဲ့ဝန်းလို့ခေါ်တာပေါ့နော်အဲ့ဒီမျက်လုံးအလဲကမျက်လုံးကြတော့လေနဲ့မှောင်နေတာပဲဒါမို့လို့ပဒုံးရောင်လို့နဲ့မှောင်ပြီးတော့နေတယ်မြတ်စွာဘုရားအလွန်ကြည့်လို့ကောင်းတယ်တဲ့ဘာနဲ့အလားတန်တူတော့ဆိုရင်ခပေါင်းရေကြည်စီအဲ့ဒီအစီလေးကလည်းမှောင်နေတာမဲနာနဲ့နေတဲ့ခပေါင်းရေကြည်စီအဲ့ဒီခပေါင်းရေကြည်အသီးရဲ့အစီတရံရှိတယ်ဩဇာသီးတို့ကတော့လည်းနဲ့ပါတယ်နော်ဩဇာသီးရဲ့အစိတ်လေးကလည်းအနက်ကလေးပဲအဲ့တော့ခပေါင်းရည်ကြီးကလည်းပဲနဲ့တယ်အဲ့ဒီအစိမျိုးလေးတို့ဒီလိုတင်စားပြီးတော့သုံးတာပေါ့နော်တခါအဲ့ဒီမျက်နှာဝန်းရဲ့ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်လို့ရှိရင်မျက်သားတွေကရဲ့အဖြူရည်ဖွေးစွတ်နေတာအလုံးကိုဖွေးစွတ်နေတယ်စကြင်ကြောက်လို့ဖွေးစွတ်နေတာပေါ့နော်အဲ့ဒါလို့ဖွေးစွတ်နေတာဟာအတော်ကိုကြည့်လို့ကောင်းတယ်စာထဲမှာဘယ်လိုရေးထားတော့ဆိုတတ္တပရတောဩထတံဟောတိအဲ့ဒီမျက်နှာဝန်းရဲ့ဘေးကိုကြည့်လိုက်မယ်ဆိုရင်ဖွေးစွတ်နေတယ်တဲ့သူဩထတံအလုံးကိုဖွေးတယ်တဲ့သေတံဖြူစွတ်နေတယ်ပန္တရံဆွတ်ဆွတ်ဖြူနေတယ်ပါတာရိကံအလုံးကိုကြည့်လို့မဝအောင်ကြည်ညိုပွဲရာကြည်နူးပွဲရာကောင်းတယ်ဓာတ်တနေရလူတိုင်းကကြည်ကျင်တယ်ပေါ့အလုံးကိုကြည့်လို့မဝနိုင်တဲ့အရာတစ်ခုဖြစ်တယ်ဘာနဲ့တူတော့ဆိုဩဒရိတာရကသမဏဩဒရိတာရကဆိုတာတောင်ရှူးကျဲလို့မြန်မာတွေမှာဘာသာပြန်လေးရှိတယ်တောက်ကြကျဲလို့ကောင်းငင်ကကျဲကြီးဟာဝင့်လက်ဖြူဆွတ်နေတဲ့ကျဲမျိုးလို့ဒီလိုဆိုလို့ရပေါ့နော်ဖွေးဆွတ်နေတဲ့တောင်ရှူးကျဲလို့ပဲမြတ်စွာဘုရားရဲ့မျက်နှာဝန်းပြင်ကမျက်သားဟာအလုံးကိုလှပတယ်လို့ဒီလိုစာပေထဲမှာအဲ့လိုဆိုထားတယ်နော်အဲ့တော့မြတ်စွာဘုရားရဲ့ဒီမျက်လုံးနဲ့ပတ်သက်ပြီးတော့အခုလို့အစင်းရောင်၅မျိုးရှိတာကိုတစ်ခုစီတစ်ခုစီရှင်းပြသွားတာအစင်းရောင်တစ်ခုစီတစ်ခုစီရှင်းပြသွားတာမျက်တောင်မွေးကနေစပြောသွားတာနော်မျက်တောင်မွေးကအညိုရောင်မျက်တောင်မွေးကအညိုရောင်အဲ့ဒီနောက်ကြတော့နှခမ်းသားလေးတွေကရွှေရောင်အဝါရောင်နော်မျက်ထောင်လေးတွေကအနီရောင်မျက်နှာဝန်းကအနက်ရောင်တဲ့အဲ့ဒီအနက်ရောင်ကိုပတ်ထားတာကြတော့အဖြူရောင်တဲ့ဟောဒီလိုအယောင်၅မျိုးကိုခွဲခြားပြီးတော့ရှင်းပြတာအဲ့တော့မြတ်စွာဘုရားရဲ့မျက်လုံးအလှပဒီစာမှာဖော်ကျူးပြီးတော့ဖော်ပြထားတာပေါ့အဲ့ဒါလို့လှလှပပရှိတယ်လို့ကြာကြာနာနာရေးထားတာဒီကျမ်းပဲရှိတယ်ပိဋကတ်ထဲကကျမ်းပဲဒီကျမ်းအဲ့ဒီနောက်မှာတခါစွမ်းအားကြီးမားပုံတွေကိုပတ်သက်ပြီးတော့မြတ်စွာဘုရားရဲ့ဒါပဂရိမျက်လုံးရဲ့စွမ်းအားကြီးမားပုံတွေကိုဘယ်လိုရေးထားတော့ဆိုတေနဘဂဝါပါဂတိကေနမန္တသက္ခုနာတဲ့အတ္တဘာဝပရိယပန္နေနာမြတ်စွာဘုရားရဲ့ခန္ဓာကိုယ်မှာပါရှိတဲ့ပဂတိမျက်လုံးတော်ပဂတိမျက်စိတော်ဟာတဲ့ပုရိမသုစရိတကမ္မဘိနိဗ္ဗတေနာမြတ်စွာဘုရားကိုယ်တိုင်ကျင့်သုံးလိုက်နာခဲ့တဲ့မျက်စိနဲ့ပတ်သက်ပြီးတော့ကျင့်သုံးခဲ့တဲ့သုစရိုက်တရားတွေရဲ့အစွမ်းကြောင့်ဖြစ်ပေါ်လာတာအဲ့တော့မျက်လုံးဆိုတာကမ္မစရုပ်ပဲလေမျက်စိအကြည့်ဟာကမ္မစရုပ်ပဲအဲ့တော့မြတ်စွာဘုရားရဲ့အလောင်းတော်ဘဝတုန်းကပါရမီတွေဖြည့်နေတုန်းကကျင့်ကြံကြိုးကိုအားထုတ်ခဲ့တဲ့ကံစွမ်းတွေကြောင့်ဖြစ်ပေါ်လာတဲ့မြတ်စွာဘုရားရဲ့ဒီပဂတိမျက်လုံးတော်ဟာတဲ့မြင်စွမ်းအားဘယ်လောက်ရှိတုံးဆိုလို့ရှိရင်သူ့ရဲ့ပတ်ပတ်လေတ
ယူဇနာမြင်နိုင်တယ်တဲ့တယူဇနာမြင်တာနေလားလို့ဆိုမဟုတ်ဘူးတဲ့ဒီဝါစာရတ္တိစနေရောညာရောမြင်နေရတယ်ဟောအမောင်ကိုတောင်ဖောက်မြင်နေဆိုအဓိပ္ပာယ်ကိုပြောတာဒါတော်တော်ထူးခြားတယ်ရေးထားခုနအယောင်ရေးတာတော့မဆန်းဘူးနော်မြတ်စွာဘုရားမျက်လုံးရဲ့မြင်အားဟာပတ်ဝန်းကျင်တယူဇနာဆိုတာရှင်းတော့ကအတိုင်းအတာတစ်ခုကိုဖော်ပြတာဒါဖြင့်တယူဇနာကိုဘယ်လောက်ရှိတာတုံးလို့ခေအတိုင်းအတာနဲ့တွက်ကြည့်မယ်ဆိုလို့ရှိရင်ခေတ်ကလည်းခဏခဏပြောင်းနေတာနော်ခေတ်ကခဏခဏပြောင်းနေတော့ယူဇနာကိုခုခေတ်နဲ့မိုင်ဖွဲ့မယ်ဆိုလို့ရှိရင်10မိုင်သို့မဟုတ်12မိုင်ဒီလိုပြောကြတယ်ပေါ့ဒါပဲ10မိုင်နဲ့ပဲထားပါအောင်နော်မြတ်စွာဘုရားကသူ့ရဲ့ပတ်ဝန်းကျင်10မိုင်အကွာရှိတဲ့စီတီအောင်ကိုမြင်နေရတယ်လို့ဆိုတာအဲ့တော့နေတာမြင်တာမဟုတ်ဘူးညပါမြင်ရတယ်တဲ့တချို့လူတွေကတော့ယုံကြည်မှယုံမယ်တာနော်ယုံကြည်မှယုံမယ်သို့တော့ကုသကံရဲ့စွမ်းအားကြောင့်ဖြစ်လာတာလို့ဆိုတာကိုထင်ရှားတယ်နော်ထူးခြားထင်ရှားတာအဲ့ဒီမှာတမန္တာယောဇနံပတ္တိဒီဝါစရတ္တိစာပတ်ဝန်းကျင်တယူဇနာနေရောညပါမြင်နိုင်စွမ်းအားရှိတယ်ဟောပဂတိမျက်စိနဲ့မြင်တာနော်အဲ့တော့ဓမ္မီတို့ကတော့လည်းဆောင်းစရာမလိုဘူးပေါ့ဟောညသွားပဲသွားမြင်နေရမှာပဲဘုရားကြည့်ကျင်လို့လှမ်းကြည့်လိုက်အကုန်မြင်တယ်မျက်လုံးတော်ရဲ့စွမ်းအားဆူရှားမှုကဒီလောက်ထူးခြားဒါအစမ်းမဟုတ်ပါဘူးစဉ်းစားကြည့်မယ်ဆိုရင်မြတ်စွာဘုရားမြင်တာဒါလူသားတွေတာမန်လူသားတွေကမမြင်လို့သာဒီညမြင်တယ်ဆိုတာအံ့ဩနေကြတာတချို့တရားတွေတိရစ္ဆာန်တွေညမြင်တာတွေရှိတယ်မဟုတ်လားရှိတယ်လေဈေးခွက်တွေပါလို့ဆိုညမှာထွက်တာပဲညမြင်ရတာပဲလေအဲ့တော့မြတ်စွာဘုရားမှာအဲ့ဒီလိုစွမ်းအားတွေရှိနေလို့ညမြင်တယ်ဆိုတာမဆန်းဘူးလေဟုတ်မယုံကြည်စရာလည်းဘာတစ်ခုမှမရှိထူးခြားမှုဆိုတာလွန်ဆန်းပြားတယ်ပေါ့အဲ့ဒီမှာပတ်ဝန်းကျင်တယူဇနာ10မိုင်လောက်အကွာဝေးကိုနေရောညပါမြတ်စွာဘုရားရဲ့မျက်လုံးကမြင်နေရတယ်တဲ့နောက်တစ်ခါဒါကပဂရိရိုးရအခါဒါဖြင့်မှောင်ကြီးကြနေရောမြင်ရရဲ့လားလို့မေးကြရှိတာဗျာမှောင်ကြီးကြနေတယ်ဆိုယထာပိစတုရင်္ဂသမန္နာကတောအန္တကာရောဟောတိအင်္ဂါ၄ပါးရှိတဲ့အမိုက်မှောင်ဆိုတာကဘာမှာအမှောင်ဆုံးလို့ပြောတယ်နော်အမှောင်ဆုံးအချိန်အမှောင်ဆုံးအချိန်အမှောင်ဆုံးနေရာဆိုတာဘာလဲလို့မေးမယ်ဆိုလို့ရှိရင်အင်္ဂါ၄ချက်ရှိတယ်တဲ့နေဝင်သွားပြီနေအောင်မရှိတော့နေဝင်သွားတဲ့ညသကောင်ချိန်ဆိုပါစို့နော်ညသကောင်ချိန်လည်းဖြစ်ရမယ်လကွယ်နေလည်းဖြစ်ရမယ်လလည်းမထွက်ဘူးလကွယ်နေလည်းဖြစ်ရမယ်နော်နေလည်းဝင်တယ်လကွယ်နေလည်းဖြစ်တယ်နောက်ပြီးတော့မိုးတွေကလည်းပဲတမိုးလုံးမိုးသားတွေတက်ပြီးတော့အုပ်နေတာလည်းဖြစ်ရမိုးအုပ်နေတာလည်းဖြစ်ရနောက်တစ်ခါတောအုပ်ကြီးရဲ့အလဲကောင်လည်းဖြစ်ရမယ်ကဲစဉ်းစားတာကြည့်တော့နော်လခံလကွယ်တန်းကောင်မိုးမောင်တောလေဆိုအင်္ဂါ၄တွေကိုပြောတာလကွယ်တန်းကောင်မိုးမောင်တောလေလကွယ်နေလည်းဖြစ်တယ်နော်တန်းကောင်ညတကောင်လည်းဖြစ်ရမယ်နော်မိုးမောင်ဆိုမိုးသားတွေတက်ပြီးတော့မှောင်ကြီးကျနေတာလည်းဖြစ်ရမယ်တောအုပ်ကြီးရဲ့အလေတောအုပ်ဆိုတာနေပြောင်မထိုးတဲ့တောအုပ်ကြီးကိုပြောတာနေလေတယ်မဲ့နေပြောင်မထိုးနိုင်တဲ့တောအုပ်ကြီးရဲ့အလေလည်းဖြစ်ရမယ်မှောင်ရောပေါ့အဲ့ကြနော်ကဘာမှာအမှောင်ဆုံးနေရာလို့ပြောလို့ရတဲ့အချိန်အမှောင်ဆုံးအချိန်အမှောင်ဆုံးနေရာအဲ့ဒီအမှောင်ဆုံးအချိန်ဒါအင်္ဂါ၄ပါးရှိတော့အမိုက်တိုက်လို့ဒီလိုဆိုလို့တယ်ပေါ့အမိုက်လို့ရှင်းတော့ခေါ်တာခုခေတ်လူတွေကတော့အဲ့အမိုက်ကတပြည့်နေရာလဲသွားတောင်းသုံးသေးတယ်အင်ကြီးကောင်းကောင်းလေးဝတ်လာလို့ရှိရင်လည်းမိုက်လာကြီးလာလို့ပြောတယ်ဟုတ်လားခုခေတ်ကတော့ကောင်းတာလို့လဲမိုက်တယ်လို့ပဲပြောတယ်အဲ့တော့အဲ့ဒီအမိုက်ပြောတာမဟုတ်နော်အဲ့တော့အမှောင်
ကြီးမားတဲ့အမောင်တူကြီးလွှမ်းခြုံနေတာအင်္ဂါ၄ပါးနဲ့ရှိတဲ့နေရာကြီးမားတဲ့အမောင်တူကြီးလွှမ်းခြုံနေတယ်အဲ့ဒီကြီးမားတဲ့အမောင်တူကြီးလွှမ်းခြုံနေတဲ့နေရာမျိုးတောင်မှပဲတဲ့တယုဇနာပတ်ချမြင်ရတယ်တဲ့ဟောရှစ်မိုက်ပတ်ချမြင်နေရတယ်အဲ့တော့မြတ်စွာဘုရားရဲ့မျက်လုံးတော်ကိုအမောင်ကအကာအကွယ်မလုပ်နိုင်ဘူးဆိုတဲ့အဓိပ္ပာယ်ရတာပေါ့အမောင်ကအကာအကွယ်လုပ်လို့မရဘူးမြင်ရတယ်ကဲဒါရင်လားဆိုမကဘူးစွမ်းအားကြီးမားတဲ့မြတ်ဗုဒ္ဓရဲ့မျက်လုံးကဘာတွေရှိတော့ဆိုနတ္ထိသောကုတောဝါကဝတံဝါပါကာရောဝါပပ္ပတောဝါခိသောဝါလတ္တဝါအာဝရဏရူပနံသတ္တနာယအေးမြတ်စွာဘုရားရှိကမမြင်ရအောင်နာယံကြီးပိတ်နေမယ်တကားရွက်ကြီးကကွာနေတယ်တတိုင်းကြီးကကွယ်နေတယ်တောင်ကြီးကခြားစီးနေတယ်နော်ခြုံကြီးတွေကပိတ်နေတယ်နွယ်တွေဖုံးနေတယ်နော်အဲ့ဒီလိုဟာမျိုးလဲတခုမှမရှိဘူးတဲ့မြတ်စွာဘုရားမှာဘာကြီးပိတ်နေနေအကုန်လုံးမြင်ရတယ်လို့ဆိုလို့တယ်ဒါပဂတိမျက်လုံးရဲ့မြင်စွမ်းအားကိုပြောတာနော်အဲ့ဒါလောက်ထိအောင်တောင်ကြီးတွေကွယ်ထားလဲမြင်လို့ရတယ်နော်တတိုင်းကြီးတွေခြားထားလဲပဲဟိုဘက်ကိုလှမ်းပြီးတော့မြင်လို့ရတယ်လို့ဒီလိုဆိုတာအဲ့တော့မြတ်စွာဘုရားရဲ့ပဂတိမျက်လုံးရဲ့အစွမ်းအစားအလွန်ကြီးမားတယ်လို့အဲ့တော့တာမန်လူတွေဘယ်လိုလုပ်ပြီးတော့ဒီလိုမျက်လုံးမျိုးရှိနိုင်ဒါအဘိညာဉ်မျက်လုံးလည်းမဟုတ်ဘူးဉာဏ်မျက်လုံးလည်းမဟုတ်ဘူးပဂတိမွေးရပါမျက်လုံးရဲ့အစွမ်းရည်တတ္တိအဲ့တော့ဘုန်းကြီးတို့ကကုသိုလ်ကံတော်တော်နည်းတယ်လို့ပြောရမှာပဲဒီထဲမှာဟိုဟာဖြစ်ဒါဖြစ်မွဲလိုက်ရတာမျက်လုံးကမျက်မှန်တက်လို့ကိုမဆုံးနိုင်ဘူးဒီဂရီတွေပဲတိုးနေတယ်နော်ဒီဂရီပဲတိုးတယ်အဲ့တော့မြတ်စွာဘုရားကဒီစွမ်းစားတွေရတာဘာကြောင့်လို့ဆိုခုနပြောထားတယ်လေမြတ်စွာဘုရားဟာတဲ့ဒီပုရိမကမ္မသုစရိတာဘိနိဗ္ဗတေနာပုရိမသုစရိတာကမ္မဘိနိဗ္ဗတေနာရှေးဘဝတုန်းကသူကောင်းတဲ့ကုသိုလ်တွေကိုအများကြီးလုပ်ခဲ့တယ်အဲ့ဒီကုသိုလ်စွမ်းအားတွေကြောင့်ရတာတဲ့ဟောအချောင်ရတာမဟုတ်ဘူးနတ်ကဖန်ဆင်းပေးတာလည်းမဟုတ်ဘူးတကုရှင်တယောက်ကပေးတာလည်းမဟုတ်ဘူးအလကားသားရတာလည်းမဟုတ်ဘူးသူလုပ်ခဲ့တဲ့ကုသိုလ်ကံဆိုမတမသိချလူတွေမှာရနိုင်တဲ့စွမ်းရည်တတ္တိတွေဆိုတာကိုလုပ်ခဲ့တဲ့အပေါ်မှာမူတည်တာလေဘယ်သူပဲဖြစ်ဖြစ်ကိုလုပ်ခဲ့တဲ့စွမ်းရည်တတ္တိတွေကဘယ်လောက်ကြီးမားတယ်မျက်စိစွမ်းအားကိုဒီလောက်ပေးနိုင်တာဆိုတာနဲတာမှမဟုတ်ဘူးနော်မြတ်စွာဘုရားလုပ်ခဲ့တဲ့ကုသိုလ်ကံတွေကအလွန်ကြီးမားတယ်အဲ့ဒီလွန်ကြီးမားတဲ့ကုသိုလ်ကံနဲ့လှုပ်ထားလို့တဲ့ဒါတွေမကဘူးအလွန်အံ့စရာကောင်းတဲ့မြတ်စွာဘုရားရဲ့မျက်လုံးတော်ရဲ့ဆူရှားမှုဟာလူတွေကပြောကြတယ်မဟုတ်လားရှားလုံးမတွေးနိုင်တဲ့အရာဆိုရင်ဘာတော့ကောင်းရုပ်ပုံနဲ့အကြတယ်လို့ဟုတ်လားကောင်းရုပ်ပုံနဲ့မှအကြသွားရင်ရှားပြီတော့မရနိုင်တော့ရှုပ်ပွေးနေတဲ့ထဲမှာအပြောက်သွားရင်ဘယ်လိုလုပ်ရှားဖို့မလို့ကာယဝတ်နဲ့အကြတယ်လို့အရှုပ်ထဲမှာအခလေးကြသွားရင်မမြင်နိုင်ဘူးလို့ဒီလိုဆိုကြတယ်ပေါ့ရှားတွေးဖို့ခက်တယ်ဟောမြတ်စွာဘုရားကြတော့ကြည်သူ့ရဲ့မျက်လုံးတော်ရဲ့ဒီစွမ်းအားဟာဘလောက်ကြီးတုံးဆိုအဲ့ဒီမှာရေးထားတာဧကံစေတိလဖလံနိမိတ်တံကတ္တဝါတိလဝါဟိပက္ခိပေယနှမ်းစိလေးတစ်စီနှမ်းစိလေးတစ်စီကိုတဲ့အမှတ်သားလေးလှုပ်ပြီးတော့နှမ်းပုံထဲမှာရောထည့်လိုက်တယ်တလှဲစာလောက်လှဲတလဲစာလောက်နှမ်းပုံထဲကိုရောထည့်မှုပလိုက်နော်မှုပလိုက်ပြီးတော့မြတ်စွာဘုရားကအဲ့ဒီနှမ်းစီလေးဘယ်နှရောင်းနေတယ်ဆိုတော့ရှာပေးနိုင်တယ်တဲ့ဒီလိုဆိုတာနော်ဘလောက်မျက်လုံးရဲ့ဆူရှားမှုကောင်းတယ်ဆိုတာစဉ်းစားကြည့်ပါလေအဲ့ဒါကိုစာပေမှာဘယ်လိုရေးထားလို့ဆိုဧကံစေတိလဖလံနိမိတ်တံကတ္တဝါတဲ့နှမ်းစီလေးတစ်စိကိုတဲ့အမှတ်သားလုပ်ပြီးတော့တဲ့တိလဝါဟိပက္ခိပေယတဲ့ဒီနှမ်းတလဲလောက်ရှိတဲ့နှမ်းပုံကြီးတွေထည့်လိုက်ပါတဲ့တင်ញေဝတိလံတိလဖလံဥဒရေယတဲ့မြတ်စွာဘုရားအဲ့ဒီရှာဟာကိုရှာပြနိုင်တယ်လို့ဒီလိုဆိုလို့တယ်နော်နှမ်းလေးတောင်ရှာပြနိုင်တယ်တဲ့ဧ
won Pritodam, Bhagavato Bhagadica Mandasakure. Yaswabya Meloye Swan Aha, Dalau Chimare. Oh, Daga Ada Mahanida Palidoma Yeta Sakalome. The Kama Damadribu, no? The Kama Dribu Divian Sabi Mabiora. And of Yaswabya Begadi Meloye Swan Aha, Dalau Chimaro. Poido de Rilu. A chain danging there, Momwelu, Yamani, Arcane, Yeloni, Salai, Peluru, Doronyan and Yeloni. Doronyan and Yeloni. Doronyan Kudukan, Yamshit, Lupshit Pump, oh, Doronyan Kudukan. Eromias of Ya, Dilum Yellow, Swan Ashi, Yellow Yara, Alagayara Mamota. Manga the Sandy Batema, Nene Baba Shaji like the Kajara. Tiwi sat sora shirali. Tiwi meni zala. Nasabya yellow Paulu get. And Paulu de sora. Palaution dilu Tiwi meni boalum, yellow nigos, lugera. Sabi Janganemaso, coming a cherry red down Maca Miare look to the sora. Hello, yellow nigo, Ludange Maro. Dilum Yalomio Yara, Ned on Nedi de Lubioma. No? Sabi Jangama Sodara. Lady Jangama, they Barbie Piedon, Yeloni Paul to Gayara hard. The Gonging Jetaya di Macap, Yala Vare, Tidusura. Ero Tamambuko Dioni, since I did, not Yeloni Paul to Amazon. I told Chelsea, Gona, perhaps you put a letter on the Perhaps you put letter on the option. No? Paulo say, Yellow Sura, Ludi Tamu Tazo, Yada Kupsheteli. Yellow Sura. Divian had Lugon Lume, Cookie Lum Yellow Lura. They might use so that Yeji Lua, Lugara, Ludoya, Mare, Comolo Genoma Pit. Could Domo no, only Elche. Dali down the Miare was she woman thief. No? Era down the Miori Nene. Ero Yes of Ya, the Asian Lala, Comyalungo, Luna net, Swai Tadi, Shide, Kudo Sirna, Swan Aha, Lonchimara. Tajamu Tiwi Meni Guadongaro. Tuga Paribiola, Ronsachi. Tiwi Meni Nitai Nejaman, Tiwi Mesa, Alu, Witandara Menlu, Name Majivi Medu, Lurene Yamaro, Alongo. Share your duty of shit. No? Yavasavi Remaro, a Luye men with under the soda, a Luye be minty wheelo, Masoja, with under a your jolly sheet. No? Todo with under a Lura, Divi Meni, Lua Poviro, who Chimare Ludon, Pure Mapet. With under a mania semiroji, Lurali. Now we don't. Taro net the mirror lurally, but we go lurally, Divian Bissidi Lura, Arab Janga Harijibaco. To Mamma Para. I don't think we may do see them yellow power lures or do Luga Popiro. Swanjida, no? Ado, Tivi Menisi, Tayajano. Yasimene Bona idea Yala. Shall la vida do up. Dure Apatan, Tiro, what second Yasitu Margator. Do Bama Miabu, do Yasidi, Bama Miabu. Era Yasidi, the Luyan Luba. Era Nayao, do the lone Lulay, the outer lonely board. To Aripona, the outer lonely Ujara board. They remain the lone do Luba. Do a Yalone alone alone machine, the lone of do Luba. Sakome Dehi Yasito. La downa, Piva, so no, do you mean ya, Babioronso? Maybe to got Jambi like Taron, and Yalone Lumo. Yalone Lucamo, Nazi, maybe to got Jambi Aron. Logama, two tosasan, Yadas the Otamenka, Yama who knit them, Puri de tosasan. Logama, Somo, Kakezo, Ya, Messibe, what? How
မျက်စိဆိုတာဘယ်စွန့်နိုင်မှာတော့ဒီပြင်အားစွန့်ရင်စွန့်နိုင်အောင်မျက်စိပဲပေးနိုင်မှာတော့အမျက်စနှုတ်အမျက်တနှုတ်ထားရတယ်မျက်စိမတတ်တာလို့သာစွန့်အောင်စွန့်ရအခုဒီလိုတန်ဖိုးရှိလာတဲ့အရာတစ်ခုမင်းဘယ်သူကနေပြီးအကြံပေးလိုက်ပြီးတော့ငါစီလာပြီးတော့မျက်လုံးလှူတာတော့လို့ဆိုမျက်လုံးတောင်းဖို့လာတာတော့နော်မျက်လုံးတောင်းဖို့လာတာတော့အဲ့ဒီလိုမျက်လုံးမျိုးဆိုတာအလွန်လှူဖို့ရအလွန်ခက်ခဲတယ်တဲ့အလွန်လှူဖို့ခက်ခဲတယ်အဲ့ဒါလို့လွန်လှူဖို့ခက်ခဲတဲ့ဟာဘာဖြစ်လို့လာပြီးတော့ငါ့ကိုလာတောင်းတာတော့ဆိုတော့သူနတ်ကနေအကြံပေးလိုက်တယ်ပေါ့လေမင်းတိဝိမင်းစီကမျက်လုံးတစ်လုံးသွားတောင်းအကောင်းဖြစ်မယ်မင်းမျက်လုံးမမြင်ရဘူးစံတော်ဝါရှောင်းသွားနေအဲ့မျက်လုံးတစ်လုံးသာသွားတောင်းလိုက်လို့ဆိုရင်မင်းသူလှမှာပဲလို့ကြံပေးလိုက်တယ်အဲ့တော့တိဝိမင်းကြီးကဘာပြောတော့ဆိုယေနအထေနအခေစီယမထမပိပတ္တယတေတေအိဋ္ဌန္တုသင်္ကပ္ပလဘသက္ခုနိပြမနာအေးပါလေးတဲ့ကဲမင်းလိုချင်တာရပါစေမယ်နော်မင်းလိုချင်တာရပါစေမယ်တဲ့မင်းလိုချင်တဲ့မျက်လုံးကမင်းရဲ့စိတ်အကြံဟိုရင်းနေအလိုရင်ဆန္ဒတွေငါဖြည့်ပါမယ်တဲ့ဧကန္တိယာသမနတဥပယာနိတရမဟာမင်းကငါတစ်လုံးပဲတောင်းတာငါမင်းကိုနှလုံးစလုံးပေးလိုက်မှာကွာနော်မျက်လုံးနှလုံးစလုံးကိုလှူလိုက်မယ်ငါအတွက်မချန်တော့ဘူးကုန်လှူမယ်ရှိတဲ့မျက်လုံးနှလုံးစလုံးလှူမယ်သသက္ခုမှာကိစ္စဇနတပိခတော်ယဒိစတိတွန်းတတိစတိသမိစတုတဲ့မြင်မျက်လုံးကလေးကောင်းပြီးတော့မင်းပြောရှင်ရှင်သွားတော့ငါနှလုံးစလုံးလှူပါမယ်မင်းရဲ့ဆန္ဒတွေပြည့်ပါစေဒီလိုပြောလိုက်တာပြောပြီးတော့သမားတော်ကိုခေါ်ပြီးတော့မျက်လုံးကိုထုတ်ခိုင်းတာထုတ်ခိုင်းတော့တိုင်းပြည်မှာရှိတဲ့အမတ်ကြီးတွေတို့မင်းအကြံပေးတွေတို့မိသားစုတွေဝိုင်းကန့်ွက်တာပေါ့မလုပ်ပါနဲ့နဲ့တင်းကန့်ွက်ကြတယ်နော်ဒါတွေမလုပ်ပါနဲ့ဆိုပြီးတော့အတင်းကန့်ွက်ကြပြီပဲမရဘူးနော်အဲ့တော့ဘယ်လိုပဲဖြောင်းမြတိဝိမင်းကြီးကနားမထောင်ဘူးဘယ်သူမှသူလှမှာပြီးတော့ပြောကြတယ်တိဝိမင်းကြီးကိုဒါတွေမလှပါနဲ့တဲ့ဒီပြန်တွေလှစမ်းပါရှိတဲ့ငွေတွေရွှေတွေဘယင်းစီစဉ်ဥစ္စာတွေလှစမ်းပါမျက်လုံးတော့မလှုပ်လိုက်ပါနဲ့ဟောမျက်စိမမြင်တဲ့ဘဝရောက်မျက်လုံးတော့မလှုပ်လိုက်ပါနဲ့လို့ဆိုတော့ဘာပြောတော့ဆိုယင်ညိယာစေတင်ညိတတိတောင်းတာကိုသာပေးရမှာကွာတဲ့မတောင်းတာငါမပေးဘူးတဲ့ तू ကရွှေတောင်းတာမှမဟုတ်တာတဲ့ तू ကမျက်လုံးတောင်းတာအဲ့တော့တောင်းတာကိုသာငါလူမယ်ယန္နစေယာစေနတ္တန္တရေမတောင်းတာကိုငါမလူဘူးတဲ့သွားဟံတမေဝတတ္တမိယမံယာစတိပြေမနောပုံနာကြီးတောင်းတာငါ့ကိုမျက်လုံးတောင်းတာဒါကြောင့်မို့ငါမျက်လုံးပဲလှူပဲဘာမှတပြင်းရွှေတွေငွေတွေမလှူနိုင်ဘူးဒါပဲလှူမယ်ပေါ့အဲ့ဒါလို့ပုံနာကြီးတောင်းတဲ့အတိုင်းလှူလိုက်တာမျက်လုံးနှစ်ဖက်ကိုသမားတော်ကိုဖောက်ပြီးတော့ဆေးခတ်လိုက်တာနဲ့မျက်လုံးကြီးကအပြင်ထွက်လာသူတို့ခေတ်ကဆေးကလည်းစွမ်းတယ်နော်လက်ညှိုးနဲ့ကော်ထုတ်เสียမလို့ဆေးခတ်လိုက်တာနဲ့မျက်လုံးကြီးပြူးပြီးပြင်မထွက်လာအဲ့ဒီပြူးထွက်လာပြီဆိုတဲ့အခါကျတော့ကကြေးနဲ့မျက်ကြောကိုဖြတ်ပြီးတော့ပုံနာကြီးရဲ့လက်ထဲမှာမျက်လုံးအလုံးလိုက်ထည့်လိုက်တာနော်ဘယ်လိုများပြန်ပြီးတော့တောက်မသိဘူးအဲ့ဒါသူ့မျက်လုံးကိုအဲ့ဒါဖြတ်ပြီးတော့လှူလိုက်တာနော်အဲ့ဒီမှာလှူလိုက်တဲ့အခါမှာတိဝိမင်းကြီးကမျက်လုံးတကယ်ကိုဝမ်းမြောက်ဝမ်းသာလှူလိုက်တယ်အဲ့ဒါလို့လှူပြီးလိုက်တဲ့အခါကျတော့မှတရားမင်းကြီးကသူ့ကိုအကြံပေးတယ်ပေါ့သူ့ရဲ့စွမ်းရည်တတ္တိတွေကိုသိရပြီဒီလောက်ထိအောင်ရရောတယ်တိဝိမင်းကြီးဟာတန်ဖိုးရှိဆုံးမျက်လုံးတော်မှာပဲဒီလိုလှူနိုင်တာတဲ့အဲ့ဒီလှူလိုက်တဲ့မျက်လုံးအစားသစ္စာဆိုလိုက်ပါတဲ့သစ္စာဆိုရင်ပြန်ရပါလိမ့်မယ်လို့တရားမင်းကြီးအကြံပေးတယ်အကြံပေးတော့အဲ့ဒီမှာသစ္ဆန္တိဗနမာနတပုဏ္ဏစက္ခုဘောဟိတတိသစ္စာဆိုလိုက်ရင်မျက်လုံးပြန်ပြီးတော့မျက်လုံးကတော့ဟို
ခုခေတ်တော့အသေးကိုတချမ်းချမ်းလိုက်ရင်အသေးကပြန်ပြီးတော့ပွားလာတယ်လို့ကြားလာမျက်လုံးကတော့အဲ့လိုပွားမှမထင်ဘူးနော်မျက်လုံးကအပင်ပေါက်လာမှာတော့မဟုတ်ဘူးနဲ့တူတယ်ကြာသစ်ပင်တော့ခုတ်လိုက်လို့ရှိရင်အတက်ထွက်လာအဲ့ဒါလို့မဟုတ်ဘူးသူကအဲ့ဒီကြတော့သစ္စာဆိုပါဆိုသူသစ္စာဆိုတယ်ယေမံယာစိတုမာယန္တိနာနာဂုတ္တဝနိဗ္ဗကာသူစီမှာလူအမျိုးမျိုးနော်တိုင်းပြည်မျိုးမျိုးဒေသမျိုးမျိုးကလူတွေသူစီမှာလာကြတယ်တဲ့လာပြီးတော့တောင်းကြတယ်ယောပိမံယာစတိတထသောပိမေမနသောပိယောအဲ့လိုလာတောင်းခန္ဓာတွေမှန်သမျှဟာသူဟာကျင့်တတ်လောက်အောင်လှူလိုက်ပါတယ်သောပိမံယာစတိတထသောပိမေမနသောပိယောလာတောင်းတာကြောင့်သူစိတ်ညစ်တာတခုမှမရှိဘူးဘာတောင်းရမလားတောင်းရများလို့ခုခေတ်ဆိုရင်မောင်းထုတ်လိုက်တယ်လေတချို့များဆိုအလူခံမလာရဆိုပြီးအိမ်တော်စာရေးထားတယ်အလူခံသိခံမှလို့လည်းရေးတယ်နော်အလူခံလာလို့ရှိရင်မောင်းတော်ထုတ်လိုက်တယ်အဲ့တော့သိဝိမင်းကြီးကတော့အဲ့လိုမဟုတ်ဘူးသောပိမေမနသောပိယောလာတောင်းသမျှသူကျင့်တတ်တယ်ဣတိနသစ္စာဝိဇ္ဇနာဒီမှန်သောစကားကိုဆိုရသောကြောင့်စက္ခုမေဥဒပိစ္ဆတာသူ့မှာမျက်လုံးအသစ်ပေါ်ပေါက်ပါစေလို့အဲ့ဒါလို့သစ္စာဆိုလိုက်တဲ့အခါကျတော့မျက်လုံးကပြန်ရလာတခါလေအဲ့လိုကြတော့လေဟုတ်သားပဲနော်လာတောင်းတော့ကလည်းတရားမဲ့မယ်သူဟာသူ့ရဲ့တရားတရားကိုသိချင်လို့လာတောင်းတဲ့သဘောပဲနော်လှူတာတော့သူကတကယ်လှူတာပဲဟိုဇတ်ထဲကနေသရုပ်ဆောင်ပြီးတော့လှူတာမျိုးမဟုတ်ဘူးအခုကရုပ်ရှင်ကတာလို့ရုပ်ရှင်ပြတာလို့ဟာမျိုးမဟုတ်ဘူးတကယ်လှူလိုက်ရတာလှူတော့ကနော်ဇတ်နာယုံအတုလောက်တာမဟုတ်ဘူးတကယ်လှူလိုက်ရတကယ်လှူပြီးတကယ်သစ္စာဆိုလိုက်တဲ့အခါကျတော့သစ္စာရဲ့စွမ်းအားနဲ့ကုသိုလ်စွမ်းအားတွေဟာအမှန်တမ်းအမခမ်းမဲ့ရှိတယ်ပေါ့ဒါပြင်အဲ့ဒီရလာတဲ့မျက်လုံးကလည်းသေးတဲ့မျက်လုံးမဟုတ်ဘူးနော်သေးတဲ့မျက်လုံးမဟုတ်ဘူးတိရောကုတ်တံတိရောသေးလံသမဒိဋ္ဌရှပပတမန္တာယောဇနတတံဓတနာအနုဘွန်တိမေဒီမင်းကြီးကလှူလိုက်လို့သစ္စာဆိုလိုက်လို့ရလာတဲ့သစ္စာမျက်လုံးကသစ္စာစွမ်းအားနဲ့ရလာတဲ့မျက်လုံးနှစ်ဖက်ကတဲ့ယူဇနာတရားထိအောင်မြင်နိုင်တယ်ဘယ်ကတိမျက်လုံးနဲ့တော့အခုရသော်ဘုရားဘဝရောက်လာတဲ့အခါမှာတော့တယူဇနာပဲဟိုတိဝိမင်းလက်ထက်တုန်းကနေပြီးတော့ဘဝတုန်းကနေမျက်လုံးလှူလိုက်လို့ရလာတဲ့သစ္စာကြောင့်ရလာတဲ့မျက်လုံးကြတော့ယူဇနာတရားတဲ့တမန္တာယောဇနတတံဓတနာအနုဘွန်တိမေအဲ့ဒါတွေကစွမ်းဆောင်မှုကကြီးမားလာတယ်ပေါ့ဒီကုသိုလ်တွေဟာနော်အဲ့ဒီကုသိုလ်ကြောင့်ယူဇနာတရားထိအောင်ဒီမျက်လုံးဟာမြင်နိုင်စွမ်းရှိလာတယ်နသာခမတ္တပရမတ္ထိကိဉ္စီမစ္ဆန္နာဣရစီဝိတေအဲ့လိုထူးခြားတဲ့မျက်လုံးကြီးရလာတဲ့အခါကျတော့သူ့ဘုသူဥရန်ကျူတာတော့ဥရန်ကျူတဲ့အနေနဲ့ပြောတာတော့နော်အေးသက်ရှိတ attva တွေဒီလောကမှာကြည့်စွန့်ကြဲလူတန်းပိကံရခြင်းနဲ့တာတာဘာတစ်ခုမှမရှိပါဘူးတကယ်လူတန်းတိုက်တယ်ဓတ္တဝါနာမာနုတံစက္ကစက္ခုံလူတွေရဲ့မျက်စိလှူလိုက်တာဟာလက်ထံမေစက္ခုံအမာနုတံလူတွေမျက်စိတဲ့အဆင့်သာလွန်တဲ့နတ်မျက်စိမျိုးငါရလာတယ်လို့ကုသိုလ်ရဲ့စွမ်းအားနဲ့ရလာတရားမင်းကဖန်တီးပေးတာမဟုတ်ဘူးသူ့ရဲ့ကုသိုလ်စိတ်ကနေပြီးတော့အကျိုးပေးလိုက်တာပြောမယ်ဆိုရင်ဒိဋ္ဌဓမ္မဝေဒနိယလို့တောင်ပြောလို့ရတယ်သူစေရနာစွမ်းအားအလွန်ကြီးမားတာနော်အလွန်ကြီးမားသည့်အတွက်ကြောင့်လူသားတွေရတဲ့မျက်စိတစ်လုံးကိုလှူလိုက်တာနဲ့နတ်တွေရနိုင်တဲ့မျက်စိမျိုးလူတွေရဲ့အစစ်သားလွန်တဲ့မျက်စိမျိုးသူရလိုက်တယ်လို့တိဝိမင်းကြီးဘဝမှာဒီလိုပြောခဲ့တာရှိတယ်ပေါ့50ဇာတ်ထဲမှာသီဝိဇ္ဇတ်ကိုဖတ်ကြည့်မယ်ဆိုရင်ဒီမှတ်တမ်းတွေရှာတွေ့မှာဖြစ်ပါတယ်
အခုမြတ်စွာဘုရားသခင်ကိုရောမြတ်လက်ထက်မှာလဲဒီလိုမျက်လုံးပေါင်းမြောင်များစွာကိုစွန့်လှူခဲ့တဲ့စေရနာစွမ်းအားတွေလွန်ကြီးမားခဲ့တယ်ပေါ့အဲ့ဒီကုသိုလ်စွမ်းအားတွေကြောင့်မြတ်စွာဘုရားကရလာတဲ့မျက်လုံးဟာအခုကဲ့သို့ထူးခြားပြီးတော့စွမ်းအားကြီးမားတဲ့မျက်လုံးကိုရတာဖြစ်ပါတယ်ဒါကြောင့်မို့ကုသိုလ်ကံစွမ်းအားကြီးမားမှုကိုတရုပ်ဖော်ပြတဲ့မြတ်ဗုဒ္ဓရဲ့မျက်လုံးတွေရဲ့စွမ်းအားကြီးမားတာတွေဟာအကြောင်းမဲ့ဖြစ်ပေါ်လာတာမဟုတ်ဘူးကြီးမားတဲ့စွမ်းအားရှိတဲ့ကုသိုလ်ကောင်းမှုကြောင့်မျက်စိစွမ်းအားတွေရတာဖြစ်တယ်လို့ဘုန်းကြီးတို့တွေယုံကြည်မှတ်သားကြပြီးတော့ဒီကနေ့မြတ်ဗုဒ္ဓရဲ့ဒီစွမ်းအားကြီးမားမြတ်ဗုဒ္ဓရဲ့မျက်လုံးများဆိုတဲ့ဒီအမှတ်1အပိုင်း1ကိုနာယူမှတ်သားကြပြီးတော့အခုလိုစွမ်းအားကြီးမားတဲ့မျက်လုံးရခြင်းဟာစွမ်းအားကြီးမားတဲ့ကုသိုလ်ကံတွေကြောင့်ရရှိတာဖြစ်တယ်လို့ကိုယ်စီမှတ်ယူပြီးတို့တွေလည်းကုသိုလ်ကောင်းမှုတွေများစွာလုပ်ရင်ကြီးမားတဲ့စွမ်းအားတွေတို့တွေလည်းရရှိမှာဖြစ်တယ်လို့စိတ်ထဲမှာစွမ်းအားတွေကြီးမားပြီးကုသိုလ်တရားကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတ္တဝါများစွာဖေးရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာဖေးရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေလက်ရှိချမ်းသာစိတ်ချမ်းသာလိုရာဆန္ဒပြည့်ပါစေလက်ရှိချမ်းသာစိတ်ချမ်းသာလိုရာဆန္ဒပြည့်ပါစေဖုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရတိသဗ္ဗေတံဘဝယန္တုသူကန္တကမေတ္တာပုံနေတုသင်္ကမစုပေါင်းပို့အမေတ္တာတဟုရောင်မြူပါဝင်ငွေလာမင်းနှင့်ရောင်ခြင်းရှဲယုံပေါင်းဆောင်ရခြင်းကြောင့်သဗ္ဗေတံကျွမ်းမဲ့ဩတုံလုံးစုံများစွာတတ္တဝါတို့၏မနောတရတိမြင်များဖြူစင်အေးကြည်လင်းသည့်ရေစဉ်ပြည့်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်၌ဒုက္ခပင်ကစားစင်ထာဝရအေးမြจิตာတာယာပွင့်လန်းချမ်းသာဒုက္ခတည်ဟုသောကုမုဒ္ဒရာဇာဗန်တို့သည်ဖုံးလန္တာဝန္တာရှင်မြူဝမုံလူလျက်ကြည်နုပွဲကြုံဖူးပွေးညကုန်သည်ဖြစ်၍သူကန္နကလေးအောင်လေးတဲ့ရောရှက်တင်ပြန်ပီတိတိဟုသောယနံတို့သည်ဘဝယံတုကောင်းစွာမဲ့သွေကြိုင်လည်၍နေကြပါစေကုန်သတည်း